ရှင်းရတဲ့ဧည့်သည်တော်များအတွက်လမ်းညွှန်ရတာလေးလွယ်ကူမယ်။၄တောင်ကန်လမ်းမကြီးနဲ့ဆိုရင်ကြောကတ်မာတီရှိရဲ့အခန်းတစ်ခန်းနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။သင်္ကန်းကျွန်းမြို့နယ်ထဲမှာမှတ်တိုင်အနေနဲ့ဆိုရင်လေဘဝမြင့်မှတ်တိုင်မှာဆင်ပြီးပါရှင်။စားစရာတောက်စရာပေါ်များလှပြီးတော့လူသုံးကုန်အထည်အဝတ်တွေကအစားအသေးစိတ်အလွယ်တကူဝယ်ယူလို့ရနိုင်ပြီးတော့မိန်းဝင်ပေါက်မှာဆိုရင်တကားသုံးထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားပြီးတော့တီးတန့်ဝရဏကကျဲဝန်းနဲ့ကြွေပြားခင်းမိထားပဲဖြစ်ပါတယ်ရှင်။တန်ပန်းဆိုင်ရှိတ်ထုတ်ပေးထားပြီးတော့အရှိမျက်နှာစာဖြူဟာဆိုရင်ဖြင့်အလေးရောင်နဲ့လင်းဝင်လေးထွက်ကောင်းစော်ရရှိမှာပဲဖြစ်ပါတယ်။ခန်းဧကန်းမှာပါကီအပြည့်ခင်းမိထားမယ်ဧကန်းမှာဆိုရင် TV ကွန်ဆိုဖာကိုထားရှိပြီးထားပဲဖြစ်ပါတယ်ရှင်ပါတီရှင်းဘောက်စ်တွေပါဝင်ပြီးတော့ပန်းဦးကအစအသေးစိတ်ထည့်ပြီးထားမယ်အလွှာအနေနဲ့ဆိုရင်9လွှာဖြစ်ပြီးတော့အမြင့်ကတော့9ပေရှိပါတယ် BCC ကြပြီးသား9ပိုင်မီတာ9ပိုင်မော်တာများပါဝင်ပြီးဘရေကာများတက်ဆင်ပြီးထားမယ်စာရွက်စာတမ်းလုံးဝအရှုပ်အရှင်းကင်းတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်နေရန်တိုင်းမှာဘောလန်တွေပါဝင်မယ်ပေအစိတ်ပေ50ခရဲမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့အခန်းရဲ့အကျယ်ဝန်းက12ပေခွဲ50ပေကျယ်ဝန်းမှာပဲဖြစ်ပါတယ်ရှင်အလင်းရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တိုင်းမှာအလူမီနီယံတကားတွေတက်ဆင်ပေးထားမယ်လိုက်ကအလှလေးတွေပါဝင်မှာပဲဖြစ်ပါတယ်စီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်စေအောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပဲဖြစ်ပါတယ်အိမ်နံပါတ်ပေါင်းချင်းနဲ့အလှည့်အားဆိုရင်ဖြင့်အနောက်မြောက်9ပဲဖြစ်ပါတယ်ရှင်အိမ်ခန်းတစ်ခန်းဖွဲ့ပေးထားပြီးတော့2ယောက်အိတ်ကရင်ကောင်းကောင်းထည့်လို့ရမယ်တခန်းလုံးရေမီစင်ကြမ်းခင်းအကုတ်အသစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်မီးဝန်ကန်တစ်ခုလုံးမှဆိုရင်ကြွေပြားခင်းကြွေပြားကပ်ပေးထားမယ်အုတ်ကန်ပါဝင်မှာပဲဖြစ်ပါတယ်ရှင်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးတော့သင်္ကန်းကျွန်းကတော့ရေတော်တော်လေးကိုကောင်းပြီးတော့ကြည်တန့်နေတာပါပဲရှင်ကပ်ပီနက်ပါဝင်မယ်မီးဖို့ခုံဘီးစင်နေရာဆိုရင်ကြွေပြားခင်းပြီးထားပဲဖြစ်ပါတယ်မီးဝန်ကန်ရဲ့အကျယ်ဝန်းကအင်ရှင်မတို့စိတ်တိုင်းကြဖြစ်စီမှာအမှန်ပါပဲရှင်အရေးပေါ်လေကားပေါက်မှာဆိုရင်လေတကားနှစ်ထပ်ကိုလုံးဝဆေးဖြောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အယောင်စင်းနှုန်းဟာဆိုရင်ဖြင့်3380ကိုအထူးညှိနှိုင်းအောင်ချပြီးသွားမှာပဲဖြစ်ပါတယ်၄တောင်ကန်လမ်းမကြီးနဲ့ဆိုရင်လေကြောကတ်မာတီရှိတဲ့ BCC ကြပြီးသားစာရွက်စာတမ်းအစုံအလင်ရှိတဲ့အခန်းလေးကိုလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါစီရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတတ်တောင့်တတ်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ချင်းရတဲ့ဧည့်သည်တော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်